မင်းတို့ကောင်းတော့ဂိမ်းစော့မယ်အိမ်မယ်သားမယ်ရှောက်လဲမယ်ဗလီဝသားမရေမရဂလိကချေလုံးမယ်အဲ့ဒီအတွေ့ကလွဲရင်လေးနဲ့တဲ့အတွေ့တိတတ်တဲ့အတွေ့တန်ဖိုးရှိတဲ့အတွေ့ nothing empty ဘလာကြီးဖြစ်နေဒါကြောင့်ဘုံဘုံကမင်းတို့ဘေးရင်ဟောထားတဲ့သေကြတယ်နော်ဒီတိုင်းဆက်သွားနောက်10နှစ်20ဆိုလမ်းဘေးရောက်ဟုတ်လားအလုံးကြောင်းစရာကောင်းတယ်နော်ဒါကြောင့်ပညာ၃မျိုးအသိပညာအတတ်ပညာနောက်သုံးခုကလီကွမ်းယူကပြောတယ်သူများနိုင်ငံသွားစစ်တိုက်ဖို့မလိုဘူးတဲ့ပညာတက်အောင်ကြိုးစားတယ်အဲ့ဒီလူတွေကိုယ်စီကျွန်းလားခံလိုက်မယ်ဂျပန်သွားကျွန်းခံကြကွာကိုရီးယားအမေရိကန်တော့ထင်ကြည့်တယ်မို့လားမြန်မာပြည်ကြတော့ဘာမှလှုပ်ထားလို့မရတဲ့ကောင်တွေကဲမြန်မာပြည်ကြလည်းသုံးစားမရနိုင်ငံခြားသွားဖို့ကြလည်းသင်နေမဖြစ်ဒါလို့ဘယ်နဲ့တော့ဘယ်နဲ့တော့မင်းတို့ဘလူမျိုးဆက်ပြီးတော့အသက်ရှင်ဖို့စဉ်းစားထားတာမင်းတို့မိဘတွေရှိသေးသေးရှိမှာပေါ့ကွာမင်းတို့မိဘတွေရှာမကျွေးနိုင်တဲ့တွေမင်းတို့သေဖို့တာပြင်တော့ဒီနေ့ခေတ်ကြီးထဲမှာဟုတ်လားအလွန်ကြောက်စရာကောင်းလာပြီကဲဒါကြောင့်ပညာတက်ဖို့လိုလားမလိုဘူးလားဘုရားလောင်းတော့ဟာအမြဲမပြတ်